ကားတိုင်ဘာကကားနောက်ခန်းကမျိုးသမီးသတိမထားမိတဲ့အချိန်မှာရုတ်တရက်သူ့ကိုနမ်းလိုက်ပါတယ်အဲ့ဒီအခါမျိုးသမီးကသူ့ကိုမျက်နှာထုတ်ပြီးဘာလုပ်တာလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထေးကကားပေါ်တက်လာပါတယ်အဲ့တော့မှဒရိုင်ဘာလည်းမချစ်မရဲနဲ့နောက်ဆုတ်သွားပါတယ်ဒါပေမဲ့အမျိုးသမီးကဒီအကြောင်းတွေကိုသူ့ယောက်ျားကိုပြန်မပြောပြပါဘူးဘေးမှာပဲစိတ်လှုပ်ရှားစွာနဲ့မိတ်ကပ်တွေအလောတကြီးပြန်နေပါတယ်ဒါပေမဲ့သူ့ရဲ့အပြုအမူကိုအမျိုးသားကတခုခုမူမမှန်ဘူးဆိုတာရိပ်မိသွားပါတယ်တော်သေးတာကအမျိုးသားကအများကြီးမတွေးပဲသူကမိတ်ကပ်တောင်တေချာမလိမ့်တက်ဘူးလို့ပဲအထင်မှားသွားတာပါအမျိုးသားရဲ့အပြစ်တင်စကားတွေကိုအမျိုးသမီးကမတုံ့ပြန်ပဲသူတို့ပဲချိန်ထမင်းသွားစားကြမလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကမင်းဒီလိုရုပ်ပြစင်ပြတ်ပုံစံနဲ့ငါကပါတီကိုဘယ်လိုခေါ်သွားရမှာလဲလို့ပြောလိုက်ပါတယ်ပြီးတော့ဒေါသတကြီးနဲ့မသွားတော့ဘူးလို့ပြောပြီးဒရိုင်ဘာကိုအိမ်ပြန်မောင်းခိုင်းပါတယ်အိမ်ပြန်ရောက်တဲ့အခါအမျိုးသမီးကအမျိုးသားသူ့ကိုပြန်သဘောကျလာအောင်တေးသေးချာချာပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့သူကအမျိုးသားကိုလှုပ်နှိုးလိုက်တဲ့အချိန်မှာတော့အမျိုးသားကသူ့ကိုလုံးဝစိတ်မဝင်စားပဲကတင်ပေါ်မှာအိပ်ပျော်နေပါတယ်ဒါကိုမြင်ရတဲ့အမျိုးသမီးဟာကတင်ဘေးမှာထိုင်ပြီးအရန်စိတ်ပြအားငယ်သွားပါတယ်သူကငါပဲနေရာမှာများမကောင်းတာလုပ်မိလို့သူငါ့အပေါ်ဒီလောက်အေးဆက်သွားရတာလေလို့တွေးနေမိပါတယ်သူဒီလိုတွေးနေတော့မှပဲဒရိုင်ဘာကရုတ်တရက်သူ့လက်ကိုလာကင်ပါတယ်ဒရိုင်ဘာကိုမြင်တော့အမျိုးသမီးကလက်ကိုချက်ချင်းယုံပြီးသူ့ကိုအပြင်းထွက်သွားဖို့မောင်းထုတ်ပါတယ်ဒါပေမဲ့ဒရိုင်ဘာကအမျိုးသမီးအခုအရန်ခံစားနေရတာကိုသူသိတယ်လို့ပြောပြီးသူ့ကိုနှစ်သိမ့်ခွင့်ပေးဖို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကရုတ်တရက်လက်နိုးလာပါတယ်တကယ်တော့ခုနကဖြစ်ပျက်ခဲ့သမျှအရာအလုံးဟာသူအိမ်မက်နေတာဖြစ်ပါတယ်အိမ်မက်တစ်ခုဆိုပေမဲ့လည်းသူကတင်ပေါ်ပြန်လဲပြီးလူလိမ့်နေပေမဲ့ဘလို့မှပြန်အိတ်လို့မရတော့ပါဘူးဒီလိုနဲ့ပဲမိုးလင်းသွားပါတယ်အမျိုးသားသူ့နားမှာမရှိရင်သူကိုယ်တိုင်လည်းမထိန်နိုင်ပဲအမျိုးသားပေါ်တစ္ဆာဖောက်မိမှာကိုကြောက်နေပုံရပါတယ်အဲ့နောက်အမျိုးသမီးကအမျိုးသားနဲ့အတူခီးအတူလိုက်ခဲ့ခြင်းတယ်လို့ပြောပါတယ်ဒါပေမဲ့မျိုးသားတဲ့အမျိုးသားဟာသဘောမတူပါဘူးသူကညှင်းပယ်ပြီးအမျိုးသမီးကိုအိမ်မှာပဲစောင့်နေဖို့ပြောပါတယ်ဒီစကားကိုကြားရတဲ့အမျိုးသမီးကဝမ်းနေစွာနဲ့ပဲအပြင်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲတကားဝမှာဒရိုင်ဘာနဲ့တိုးမိပါတယ်ဒရိုင်ဘာကအမျိုးသမီးရဲ့ပုံစံကိုကြည့်ပြီးသူ့ယောက်ျားစီကအဆူခံခဲ့ရတယ်ဆိုတာရိပ်မိသွားပြီးနှစ်သိမ့်ပေးဖို့ပြင်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အမျိုးသမီးကသူ့ကိုချိန်မီတွန်းထုတ်လိုက်ပြီးသူ့ရဲ့အဆင့်တန်းကိုတတိထားဖို့ပြောပါတယ်အဲ့ဒီမှာတင်ဒရိုင်ဘာကရုတ်တရက်သူ့ကိုသဘောကျနေတာကြားပြီးဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့အမျိုးသမီးကသူနဲ့သူ့ယောက်ျားကြားဆက်ဆံရေးအရန်ကောင်းမွန်တာကြောင့်သူ့အပေါ်အချိန်မဖြုံးဖို့ပြောပါတယ်ဒါကိုကြားတော့ဒရိုင်ဘာကရေလိုက်ပါတယ်အမျိုးသမီးကဘာကိုရေတာလဲလို့မေးတဲ့အခါဒရိုင်ဘာကအမျိုးသားဟာသူ့အပေါ်စောစီးကလေးကတစ္ဆာဖောက်နေပြီဖြစ်ကြောင်းပြောပြပြီးမယုံရင်ငါနောက်ကိုလိုက်ခဲ့လို့ပြောပါတယ်ဒရိုင်ဘာရဲ့စကားကဘာကိုဆိုလိုတာလဲဆိုတာရှင်းရှင်းလင်းလင်းသိရအောင်အမျိုးသမီးကနောက်ကလိုက်သွားပါတယ်အပြင်ရောက်တော့ဒရိုင်ဘာကကားနောက်ဖုံးကိုဖွင့်ပြီးအမျိုးသမီးကိုအထဲမှာပုံနေခိုင်းပါတယ်အမျိုးသမီးကဒါကဘာသဘောလဲလို့မေးပါတယ်ဒရိုင်ဘာကတော့အထဲမှာပုံနေလိုက်ခနေရင်သိရလိမ့်မယ်လို့ပြောပါတယ်သူဘာလို့မလို့လဲဆိုတာမသိပေမဲ့ဒရိုင်ဘာရဲ့ယုံကြည်မှုအပြည့်နဲ့ပုံစံကိုကြည့်ပြီးအမျိုးသမီးဟာကားနောက်ဖုံးနဲ့ဝင်ပုံးလိုက်ပါတယ်သူဝင်ပုံးပြီးမကြခင်မှာအမျိုးသားကခီးဆောင်အိတ်ကိုဆွဲပြီးထွက်လာပါတယ်အမျိုးသားရိပ်မိသွားမှဆိုးတာကြောင့်ဒရိုင်ဘာကအမြန်ပဲခီးဆောင်အိတ်ကိုလှမ်းယူလိုက်ပါတယ်ပြီးတော့အမျိုးသားကိုအရင်နေရာဟောင်းကိုပဲတွားမှလာလို့မေးပါတယ်အမျိုးသားစီကတေချာတဲ့အဖြေကိုရပြီးနောက်မှာတော့ဒရိုင်ဘာကခီးဆောင်အိတ်ကိုကားနောက်ဖုံးနဲ့ထည့်လိုက်ပါတယ်မကြခင်မှာပဲသူတို့ကားကိုရက်ွက်တစ်ခုမှရက်လိုက်ပါတယ်အမျိုးသားဟာကားပေါ်ကချက်ချင်းဆင်းပြီးလမ်းဘေးကအမျိုးသမီးတစ်ယောက်နဲ့ဖက်လဲတကင်းစကားသွားပြောပါတယ်အဲ့ဒီအချိန်မှာဒရိုင်ဘာကကားနောက်ဖုံးကိုတိတ်ဆိတ်ဖွင့်ပေးလိုက်ပါတယ်အရာအလုံးကိုမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အမျိုးသမီးကအမျိုးသားကိုဒါကရှင်ပြောတဲ့အလုပ်ကိစ္စနဲ့ခီးသွားတာလားလို့မေးလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသားကချက်ချင်းပြတယ်လဲဖြစ်သွားပြီးအမျိုးသမီးကဒီကိုဘယ်လိုရောက်နေတာလဲလို့မေးပါတယ်အဲ့ဒီအချိန်မှာဒရိုင်ဘာကဝင်ပြီးသူခေါ်လာတာဖြစ်ကြောင်းပြောပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အမျိုးသားကဒေါသကြီးနဲ့ဒရိုင်ဘာကိုအလုပ်ထုတ်လိုက်ပြီလို့ပြောပါတယ်အမျိုးသားရဲ့နောင်တမရတဲ့ပုံစံကိုမြင်တော့အမျိုးသမီးကချက်ချင်းပဲကွာရှင်းမယ်လို့ပြောလိုက်ပြီးလက်စွပ်ကိုချုပ်ကမြေကြီးပေါ်ပစ်ချခဲ့ပါတယ်နောက်ဆုံးမှာတော့အမျိုးသမီးဟာကားပေါ်တက်ပြီးဒရိုင်ဘာနဲ့အတူကားမောင်းပြီးအမျိုးသားနားကနေထွက်ခွာသွားပါတော့တယ်